90မနေ့ကကျွန်တော်တို့စောက်တဲ့ဇုံ90နော်လာတာ100ထိလာပါတယ်90ကစောက်ရတယ်ဘာဖြစ်လို့ဟုတ်တ90ယ်ဗျာစောက်လဲဆိုတော့ဒီဘက်ချမ်း H4 ရဲ့ high အဲ့ဒီမှာစောက်တာမလာသေးဘူးကျွန်တော် buy limit တွေချတာ100နဲ့လာဟုတ်တယ်ပါတယ်ဒီရှီတစ်ခုအနေနဲ့ H4 ကျွန်တော်မှန်းထားတဲ့ဟာ90ကိုတော့ရောက်သွားပြီ90ကိုတော့ရောက်သွားပြီဆိုတော့261% 261%ကိုရောက်ပြီလို့ရှိရင် market ကကျွန်တော်ဟိုဟာလေးပြန်ကျတယ်38%ဒီ38%လို့လို့ရှိရင်3096မနေ့ကပြောတဲ့96 99နဲ့ရောက်လာတယ်96 99ပြီးရင်61% 3060 64 3064မှာပါရှိတယ်ဆိုတော့ average ရှိတယ်334ဒါကတော့ဖြစ်နိုင်ရဲ့လားတော့နောက်ဒီကြမယုံအထင်တော်ရေးဝယ်သမားများဆိုဒါလေးပြန်ဆင်းလာဖို့ပါဒါမှကျွန်တော်ပထမဒီ60လောက်တော့ရောက်နိုင်တယ်60လို့ရှိရင်မနေ့ကလိုနဲ့ဂျားမှာဟသွားတဲ့နေရာလေအဲတော့69လောက်ဖြစ်သွားမယ်98 99လောက်ဖြစ်သွား69လောက်တော့ပေကြတယ်နောက်တစ်ပတ်ဒီတစ်ပတ်မဟုတ်ရင်နောက်တစ်ပတ်မှာရောက်လာတယ်ဒီနားထိ32လောက်ထိရောက်လာရင်ထပ်ဆဲတယ်ဗျာ32တော့လောက်အပေါ်မှာထားကဲကိုဒီနေ့ပြောလို့ပဲ15မိနစ် X1 ပြီးလေးရေးမှာလို့ပါပြီဗျာဟုတ်တယ်ဆဲလာရင်ခေါင်းနာတက်ပြပေးတယ်ခုတက်သွားရင်ဒီဟိုဟာဒီ65ထိ65 90တောင်ရောက်နေပြန်တက်အဲ့တော့ market ရဲ့ swing လို့ကဒီက100က swing လို့နဲ့ high ကိုဆွဲသွားလို့နဲ့ high ကိုဆွဲသွားရင်ဒီပြန်လာမဲ့61%ဒီ18မှာရှိတယ်28%ဒီ30မှာရှိတယ်အဲ့တော့61နဲ့80ကြားထဲမှာအဲ့တော့ TP သိန်းလို့ကောင်းတယ်ဘယ်လောက်ထိလဲဆိုတော့15မှာသိမ်းပြီးတော့12မှာပိုင်း17လောက်မှာပိုင်း SL ကိုလိုရဲအောက်မှာထားပြန်တက်လာလို့ရှိရင်ဒီဘက်ချမ်း high အခုလောက်သွားတဲ့ zone အဲ့ဒီ high ကိုရောက်လာပြီ retest ပြန်လာမေးပြီးရင်တော့မဖောက်နိုင်ရင်ပြန်ထူးခြားလာလို့ရှိရင်ဒီအောက်ထိရောက်လာမယ်90ထိရောက်လာမယ်98 99ထိရောက်လာမယ်အဲ့ဒီ69ရောက်လာရင်မှတစ်ခါပြန်ပြီးတော့ဘိုင်းပြန်ဝင်လာရင်80 65 80 65လောက်ပဲကဲ4မိနစ်လို့ H1 တစ်ချောင်းလုံးရဲ့အောက်မှာပြီးဖို့လိုတယ်ပိတ်တော့ရပြီပြန်ကြအောင် အဲ့ဆရာလို့ရတယ်ကျွန်တော်တက်ဖို့စောင့်နေမတက်သေးဘူးသူဟိုလေးလာမယ်15နဲ့12တိလာမယ်အဲ့ဒါရောက်မှတက်မှာတနိုင်မှာကြည့်ရလေဘာလဲဒီမိုင်းဆုံရှိလို့ဆရာအဲ့ကျွန်တော်အဲ့လူအောက်မှာထားတာအဲ့ကကျွန်တော်20မှာအဲ့ဒါကြည့်မယ်တဒီနိုင်မိုက်က20မှာလေအဲ့လေးဆရာ20မှာထား asset ထားရလား ASN စားထားဆရာโอเคဒီမိုင်းအောင်မခုဆဲထားလိုက်ရင်မြတ်တော်မြတ်နေပြီဟုတ်လားဟုတ်တယ်ဖြစ်နော်အခုဆဲထားလိုက်ရင်မြတ်တော်မြတ်နေဟုတ်တယ်ဗျာမဆဲဘူးသူမယုံဆရာဆိုးမှုတွေနဲ့ကျွန်တော်အရင်ပိုင်ထားတယ်ဆရာကိုယ့်အကူကြည့်ပြီးတော့တက်အားကောင်းတယ်ဆိုတော့ပြန်တက်မှာပဲဆိုဒီမိုင်းဆုံမရောက်ခင်ပြန်တက်မယ်ဆိုတော့ဒါပေမဲ့ website တေးသေးလေးဆရာ website တေးဆိုတော့နည်းနည်းပြောတယ်တော့ဆဲထားလိုက်ရင်ကိုမြတ်နေပြီလိန်900ဘီကွိုင်တက်ပြီးရင်ရွှေဘီကွိုင်အဲ့လိုမျိုးတက်ပြီးရင်ရွှေကမတက်ပဲနဲ့သူက ETT လုံးနေလို့ရှိရင်အမှထူးခြားတယ်ဘီကွိုင်ကတော့85တကြောင်ပဲဝင်နော်ရှင်ရှိတယ်85 900ဒီပေါ်မှာ FPG ရှိတယ် supply နဲ့ FPG အဲ့ဒါမမေ့နဲ့ဘီကွိုင်က supply နဲ့ FPG ရှိရနော်85မှ85 900ဒီအဲ့ဒီမှတစ်ခါပြန်တော့ဆဲပြန်ဝင်ဆာဘစ်ကွိုင်နဲ့ဆွေထိတ်တာဘယ်ဟာပိုလွေးလဲပိုခက်တယ်ဆိုတာရှိလားရှိတယ်ခင်ဗျာဟောဒါပေမဲ့ရွှေပဲကောင်းတယ်ဆရာဘစ်ကွိုင်ခဏလိုမျိုးမတော်အယူလို့ပဲသွားရန်ဖန်ရန်ခါရွှေရဟောတဲ့ထိန်းလို့ရမဟုတ်ဘူး market ကခက်တဲ့ချိန်လည်းရှိတယ်လွယ်တဲ့ချိန်ရှိတယ်ဘီကွိုင်လည်းလိုပဲလွယ်တဲ့ချိန်ရှိတယ်ခက်တဲ့ချိန်ရှိတယ်ကြည့်တတ်ဖို့ပဲလို့ဇုံတွေမှာစောက်တတ်ဖို့ပဲလို့တယ်အမြဲတမ်းမခက်ဘူးအမြဲတမ်းမလွယ်ဘူးရွှေကြတော့ဆရာနဲ့သွားတဲ့ခါကျတော့မြင်လို့ရွှေကကိုယ်ကလုံနေကြဆိုတော့ဘီကွိုင်ကကြာမှတစ်ခါလုပ်တယ်ကျွန်တော်တို့ကရွှေချစ်သူတွေဖြစ်သွားတယ်ကျွန်တော်တွေးတော့ရွှေဘက်တန်းထွက်ရတာကျွန်တော်ရင်ကရွှေမထွက်ရဘူးကျွန်တော် EUR နဲ့သွားတာကျွန်တော်စားပင်တော့ EUR USD ဘာဖြစ်လို့ထွက်မရဲတော့ပညာမှမစုံတော့ကိုအဲ့လိုမျိုးမိကပြောပေးမဲ့သူကမရှိဘူးရွှေဝင်လို့မရဲဘူး EUR တော့မှကြောက်နေပြီသွားတယ်အချိန်ကြားကြီးပေးရတယ်ဒေါ်လာတစ်ကျပ်နဲ့ကျပ်ရဖို့ဟိုနေ့တစ်ဝက်တော့ကောင်းတယ်ငွေကြေး market တွေက lot size ကြီးမှဆင်ပြေတယ် lot size ကြီးပြီးတော့လှော့အဲ့ဆိုလို့ရှိရင်ဆင်ပြေတယ် lot size သေးနဲ့တော့ဘာမလုပ်ရင်တော့တော်တော်ကြီးချိန်ပေးရတယ်နည်းနည်းပဲရတယ်5ချက်6ချက်ရွှေမာကသူကငွေနှင်းငယ်နဲ့များရှာလို့ရသူကမြန်တာကိုပြေးမြန်တယ်အဲကြောင့်နောက်ဆုံးရွှေဘက်ကိုပြောင်းလာတာဒီချက်တွေပါတယ်လေကိုယ်မှာပတ်စံမရှိတာဟုတ်နည်းနည်းပဲရှိရဆိုတော့သာလေးရရင်ထည့်လိုက်နောက် passport ခါလေးပါခါလေးဖြတ်ပြီးတော့ထည့်လိုက်ဆိုတော့ရွှေကသွားလုံးမရဲနောက်ဆုံးငွေနှင်းငယ်နဲ့များရှာဖို့အတွက်ဆိုတော့ market ပြန်ကြည့်ရတော့ရွှေကပိုတော့ဆင်းပြေသွားတယ်H1 တော့လှနေပြီတော့ပြောထားတဲ့အတိုင်းပဲ H1
မိနစ်26 30မှာထူချတယ်အဲ့ဒီကောင်ခါရဲဆင်းသွားမြန်မြန်ဆင်းသွားရင်ဘာဖြစ်မှာမလို့လဲ ဆင်းရမှာသူအဲ့သူ ဒီ market ကိုစောက်ရတာမှာဘောလုံးတစ်ပွဲတော့သွားကန်လို့ရတယ်အဲ့လိုလုပ်ရမှာနော်ကို ဒါ ဒီ ကဆရာနဲ့ဖြစ်လို့ဒီဒါစိတ်ရှိလက်ရှိနဲ့ဒါအကုန်လုံး Zoom ထဲမှာစောက်ကိုယ့်အကူဆိုရင်ဒီလောက်ဆိုရင်မစောက်တော့ဘူးဆရာ28လောက်ကတည်းကပိတ်လိုက်ပြီ ပြေးလို့ရပြီအခုလည်းပြေးလို့ရပြီ26နှစ်ခါရှိပြီလားတစ်ဝဲလောက်တော့ခွဲသိမ်းတာခွဲသိမ်းမှဆင်းသွားရင်တော့တော့မရတယ်နော်ဆင်းတော့ဆင်းသွားမယ်ဆင်းတော့ဆင်းသွားမယ်အဆက်ကားထားလိုက်ရ လက်ခံရမယ်နော်ဆရာ ပိတ်ချရေးပါခံရမယ်နော် လက်ခံရမယ်ပါ ကျွန်တော်တော့မပိတ်သေးဘူးအမြတ်ရရင်တော့ပျော်ပေါ့ရှုံးရင်တော့သင်္ခါရပေါ့နော်အော်ပစ္စည်းသင်္ခါရမျိုးသင်္ခါရဆိုပြီးတော့တရားသဘောနဲ့ရှုမှတ်လိုက်ရင်အိတ်ချမ်းသွားတယ်ပေါ့မြတ်ရင်တော့ပျော်တာပေါ့ငါတော်တယ်ကွဆိုပြီးတော့ရှုံးသွားရင်တော့အော်သင်္ခါရပါပဲအခုဟိုအပြင်လုံးမလုံးဘူးလား မလုပ်ဘူးဆရာ ဟုတ်မလောက်ပါနဲ့ for နဲ့တော့ချမ်းသာနေတာပြင်လို့ရင်ပါဝင်နေရမရှိဘူး ဆရာကိုလိုက်ပါဆရာ ကိုနိုင်ပါ ကို ကို လည်းမကြားတော့ဘူးဆရာနေဘက်ကိုဟိုညဘက်ကိုဆရာရှာပေးလိုက်နေဘက်ကျရင်ပြန်ပါသွားလိုက်ညဆိုဆရာရှာလိုက်နေဘက်ဆိုကျွန်တော်တို့ပြန်ပေးလိုက် စိုးလင်းလည်းဖြစ်နေတယ်ပေါ့ဆို ကျွန်တော်ကခုနကပြောတော့ ရယူ ဒီခုနကပြောတော့ကျွန်တော်ကကြိတ်ပြီးရှိနေတာဆရာမရှိခုန28 29တွေကြောက်ပြီးပိတ်မှာ အခုကကျွန်တော်ကဆရာဟိုရက်ကလည်းဝင်ကြည့်တာပေါ့နော်ကိုယ့်အကူဝင်တော့မစိုးပါဘူးခုနည်းမှန်လာပြီပေါ့ဆရာပြောတာတတိယစကေးကတော့ training scale ကတော့မစိုးလာဘူးဆရာနည်းတိုးတက်လာပြီဘာပြင်ရမလဲဆိုတော့ကတော့ပါဆရာကျွန်တော်တို့ရဲ့စောက်ကျင့်ပြင်ပါရမယ်ဆရာ ခဏဝင် အဲ့ဒီဟာလေးဆရာအဲ့ဒီခဏဝင်တာရယ်မရက်တာရယ်ကျွန်တော်တို့ M နှစ်ခုမလုပ်ဘူးပေါ့ဆရာအဲ့ mind management နဲ့ money management နဲ့မလုပ်တဲ့ပြဿနာပေါ့နော်အဲ့ဒါလုံးလိုက်တဲ့နေ့ဆိုရင်ဆရာမြတ်တယ်ဆရာ100 200မြတ်တယ်အဲ့လိုမျိုးအဲ့ဒါမလုံးတဲ့နေ့ဆိုရင်ပါသွားပြီရှာတာအကုန်ပါအရင်မှပါအဲ့လိုမျိုးအဲ့ဒါတတိထားပြီးတော့ပြင်ရတော့မဲ့ဟောညလည်းဆရာထပ်ပြောတယ်လေအဲ့ဒါအရေးကြီးတယ်ဆိုတော့ဒါနဲ့စီကံလည်းရှိမှရမယ်စီကံနဲ့ခဏအဲ့ management risk management နှစ်ခုနဲ့ပေါင်းရအောင်စိတ်အေးလက်အေးကျွန်တော်တို့ရဲ့ဆရာလူတယောက်ချင်းစီရဲ့ကိုပိုင်အမူအကျင့်တွေနဲ့ဆိုင်တယ်ဗျာကျွန်တော်အခုကိုယ့်အကိုစဉ်းစားကြည့်တာပေါ့နော်အဲဆိုတော့အဲကြောင့်မို့လို့ तू ကတော်တော်များများအကျင့်တွေကတူကြတယ်ဆိုတော့လေအဲ့တော့ trader 100မှာ9ယောက်ပဲမြတ်တယ်ဆိုတာတော့ဖြစ်နိုင်တယ်ဗျာအဲ့ဒီတဲကနေဟိုအဲ့အကျင့်ကိုပြင်ပြီးတော့အဲ့9ယောက်ထဲမှာမပါနိုင်ဘူးဆိုကျွန်တော်တို့အဲ့95ယောက်ထဲမှာပဲကြံ့နေအောင်ပါ အဲ့ဒီ9ယောက်လောက်တဲ့စီကံစနစ်တိုင်းကိုမလိုက်မလုပ်နိုင်တာ အဲ့ဒါမလုံနိုင်တော့မဖြစ်ဘူးကြာမလုံနိုင်ရင်ကျွန်တော်တို့ဒီ professional ဖြစ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဗဇက်ပြောဖြစ်တယ် စိတ်အေးတဲ့သူတွေစီရောက်ရတယ်တဲ့ဒါတဘာဝပဲ ဟုတ် အဲ့ဒါဆိုရင်ဆရာဒီ forest လုပ်တဲ့လူကတရားထိုင်တာပိုကောင်းမှာလားပိုကောင်းတယ်နော်ဆရာ meditation လုပ်တာလေစိတ်နေတာ ကောင်းတာပေါ့ ဟုတ်ဖြစ်နိုင်အကုန်လုံးဒီ10မိနစ်15မိနစ်တော့တနေ့ကိုအိပ်အောင်အေးရထားလို့တော့ထိုင်တင်တာပေါ့နော် ကောင်းတယ်ခင်ဗျအဲ့ဒါရေးကြီးတော့ချက်ပဲစိတ်ကိုတည်ငြိမ်အောင်လုပ်တယ် ဟုတ်ကဲ့ဆရာ အဲ့ဒီဟာဟိုတဲ့ lifestyle နဲ့ကိုရောက်သွားတဲ့အထိပေါ့ဥပမာဒီနေ့ကျွန်တော်တို့တရားမထိုင်ဘူးဆိုရင်နေလို့အဆင်မပြေတော့တဲ့အားမျိုးအဲ့လိုအကျင့်အဲ့လိုမျိုးဖြစ်သွားမှာပိုကောင်းပါဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ပဲ ဟိုတိတယ်ဗျာဒါပေမဲ့မလုံနိုင်သေးဘူးကျွန်တော်လည်းအဲ့လိုပဲလုံရမယ် လုပ်ငန်းတစ်ခုကဘာပဲလုပ်ကိုမကြိုက်တာပဲဖြစ်ကြိုက်တာပဲဖြစ်လုပ်ဖက်များလာရင်သူကအကျစ်သားရောက်သွားတယ်အကျစ်သားရောက်သွားလို့ရှိရင်အဲ့ဒီလုပ်ငန်းတစ်ခုကအလိုကိုကမဖြစ်မနေလုပ်ရတော့မယ်အချက်ဝင်သွားတယ်ကျွန်တော်အခုလုပ်နေတဲ့လုပ်တယ်အပြင်လုပ်တယ်ကိုကြိုက်လို့လား မကြိုက်ဘူး မကြိုက်တော့လေဆရာမကြိုက်ပါ ဟောတင်းနမခိုင်းထားစိတ်ထားရတော့လုပ်နေရတယ်ဟုတ်တယ်မအဲ့လို ဟု မျိုး တ်တယ်ဗျာ အဲ့တော့အဲ့ဒီလုပ်ကအချိန်ရှိရယ်နော်အပြင်လုပ်စေမှာဘယ်ချိန်တော့ဘယ်ချိန်လုပ်ဝင်ချိန်လုပ်ထွက်ချိန်နားချိန်စားချိန်တောက်ချိန်အဲ့ဒါစီကံပဲပေးထားတာစနစ်ရှိအောင်ဖျူဖျဲမဖြစ်အောင်ပေါ့အခုကိုလည်းစီကံလေးချတာဖို့လို့တကယ်လို့များကိုယ်စိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့ကတရားထိုင်မှာမဟုတ်ကျွန်တော်တစ်ခါပြောပြီးပြီလေနော်တရားကြီးထိုင်နေမှာမဟုတ်ဘူးလို့စိတ်ညစ်ဖို့ကတစ်ခါပြောပြီးပြီ ဟိုဆရာပြောတယ်လေအလေးအကျင့်လေး အလေးကြီးဖြစ်အောင်လုပ်ရတယ် ဟုတ် ပါပါအောင်နေသားကြပါအောင် ဟုတ် ကဲအားလုံးလက်ခုပ်တန်လေး 30ဟို နော် ကျော်ရီးဆရာ ပြင်ပြနော် ပြပါတယ်ဆရာ ဟုတ်ဆရာ 20အဓိကတော့ချက်မဟုတ်15ကိုပဲ20ရေးမပါဘူး15ကိုပဲဒါပေမဲ့20စတိထားဖို့ပဲပြောတာ20ကံမယ်20 TP ဝင်လည်းပြောတာမဟုတ်ကဲအားလုံးစင်ပြေတယ်နော် စင်ပြေ
ဆရာရှိရင်ထမင်းမငတ်ဘူးလို့ ဟုတ်ပါဆရာအကူရော ကိုကြီးအောင်ပြောတာဆရာရှိရင်ထမင်းမငတ်ဘူးနော်ဆရာလည်းပြန်သွားရောမမတော့စားလို့မနိုင်ဘူးကိုကြီးအောင် ဟုတ်တယ်ဆရာ ဆရာရှိရင်ထမင်းမငတ်ဘူးလေဆရာလည်းချပြီးရတယ်မမတော့စားဖို့မနိုင်တော့ဘူးဘယ်လိုတွေလောက်သွားလဲမသိဘူးကဲ plan က plan ပဲနော်ကျွန်တော်တို့သတင်းမကောင်းဘူး market တက်တယ်ဒါပေမဲ့ကျွန်တော်တို့မပိုင်ဘူးဗျာဘာဖြစ်လို့ဆဲတာလဲဆိုတော့ကြမယ်ထင်လို့ပေါ့ကြမယ်မြင်လို့ပေါ့နော်အဲ့ဒါထင်တာနဲ့မြင်တာနဲ့မတူဘူးဆိုတာအဲ့ဒါတွေကိုပြောတာ ဟုတ်ကဲ့ ပါထမကဟိုမှာအရှိမကိုတွေပါတွေးတော့တက်မယ်တဲ့ထင်ရတယ်မဟုတ်လားအဲ့ဒါအထင်လေးအမြင်ကတော့ကြမှာပဲကြတော့ကြပြီရဘာဖြစ်လို့လဲဆိုတော့တတိယတိကျရဟာတာပြောနိုင်ဆိုနိုင်တာပေါ့နော်အားလုံးစင်ပြေနော် ကြည့်ပါလေဆရာ ပြပါတယ်ဆရာ 20မှာနော်20မှာ19 20တဝက်လောက်သိန်းတာနော် ဟုတ်ကဲ့ပါ သိန်းတာ20ကဒီမိုင်းစုံရဲ့လောက်ပုံကသူကအဲ့ဒီမိုင်းကိုဖောက်သလိုမျိုးလုပ်တယ်ဖောက်သလိုမျိုးလုပ်ပြီးလို့ရှိရင်ဒီနောက်မှာရိုးချန်ထားခဲ့တယ်အဲ့ဒါဒီမိုင်းရဲ့ကြစ်ကအဲ့ဒါတဝက်သိန်းတာကြဒီမှာရိုးချန်ထားခဲ့ပြီးရင်ပုံပြန်တက်သွားတယ်နော်သိန်းတာကြပြီးရင်အပေါ်ကတစ်ချောင်းလောက်တော့ကင်တာပြန်တက်သွားထပ်ဆက်လို့ရတာမဲ့ခုမှမထိနာတော့ဘူးဒီမိုင်းကြောင့်တဝက်သိန်းတာ2လောက်15လောက်တော့ရောက်လာမယ်လို့မြင်ထားတယ်ဒါပေမဲ့ဒီမိုင်းကြောင့်နည်းနည်းလေးခံနေသေးတယ်အချင်းမစင်းနိုင်သေးဆင်းလာပြီကိုကြီးအောင်ပါပြောလဲဆိုတော့ အေးအဲ့နာတော့ဆရာနော် SWH ဆုံးနော် ဟုတ်တယ်85နဲ့900မှာရွှေနဲ့လည်းဆင်းပြေပါတယ်ကဲ115ပြောတယ် plan က plan ပဲနော်ဒါကျွန်တော်တောင်းဝန်ကြည့်ပြီနော် ဟုတ်ပါဆရာ အိမ်တန်းပြီးလို့ရှိရင်တော့နားဖို့လိုတယ်နော်လက်မရနဲ့ ဟုတ်ကဲ့ပါဆရာ ခေါင်းပြောတာမှတ်မိသေးလားဗာလဲဗာပြင်ရမလဲ စောင့်ချင်းပြင်ရမယ် ဟုတ်တယ်ဆရာ ဆရာကြီးမပတ်စံထောက်လိုက်တော့မယ်23ချက်တသိန်းရ ဘတ်တဲ့ ประมาณငွေတသိန်း23ဒေါ်လာ မင်္ဂလာပါခင်ဗျာကဲ plan က plan ပဲဗျာ မာဂျင်မြင် ဒီနေ့ကတော့ပြောစရာကောင်းတယ် profit တွေရရတယ် ဆရာပြောတဲ့73မှာပြန်ပါဟဲ့လားဆရာ ဟုတ်မှ85 Bitcoin ဆင်းလာပြီနော်ဆဲပြီးတာ ဆရာဗီ85 9မှာဆရာ 85မှာဆရာ 6 4 3 8 3 ရွှေက33မှာကိုကြီးက9လောက်ဆဲချလိုက်မှာ1.5လေးBitcoin မှာသွားဝင်တယ်မလို့ တရားနဲ့9လောက်ရရင်ဝင်ပါဆရာ ဆင်းပြီမှာနော် TV ရောက်ပြီဆရာရဲ့ TP ထိ PP ကြည့်ပြီခင် ကြည့်ပါဦးဗျာ โอเคအားလုံးကြောက်ချင်းရတယ်နော်1.2မှာ ဟုတ် ပါ ကဲ့ပါဆရာ ဆိုတဲ့ဟာကတစ်ချက်လေတိုင်းဖင်ကြီးမှာတစ်ချက်မှုတ်ကြည့်မန်းကြည့်ပြန်တက်နိုင်မလားလို့1.2โอเค1.2ရတယ်နော်အဲ့တော့ S ဆိုတော့H4 ဒီမှာ1.2မှာပိုင်ရင်အရင်ဦးဆုံးဝင်တဲ့ order တွေအသေးဆုံးဖြစ်ရမယ်နော်တစ်ချိန်တည်းမှာ order မှာ ဟုတ်ကဲ့ပါဟုတ်တယ်ဆရာကိုကောင်းအရှင်ကတော်တော်ကောင်းရှိတယ်ဆရာ ဟုတ်ကဲ့ဆရာ စင်ပြေဖို့ပဲလိုတယ်1.2ရောက်မှပိုင်တယ်1.5ရောက်ပြီအဲ့တော့အမျက်ဆိုတဲ့ဟာတိုင်းတာတစ်ခုနဲ့သိန်းတာပြန်တက်မယ်ဆိုတဲ့ဟာကိုဆရာပြောတဲ့ဟိတ်ဆိုတော့ယုံကြည်မှုလွန်ခဲ့ပြီးတော့ order များများသွားမဝင်နဲ့ကိုယ့်ရဲ့ management နဲ့ပဲသွားဘာလဲဆိုတော့ဒီနေရာမှာဘိုင်တဲ့သူတွေများတယ်ဘိုင်တဲ့သူတွေများလို့ရှိရင် market ကတစ်ခါကြလို့ရှိရင်သစ္စာဖောက်တယ်ချက်ချင်းမတက်ဘူး ဟုတ်ကဲ့ဆရာ အောက်မှာဆွဲစားတတ်တယ်ဒုံနဲ့ပြီးမှပြန်တက်နော်အဲ့ဒါတွေရှိတဲ့ကျွန်တော်က1.2မှာ order ဝင်တစ်ကြောင်းပဲဝင် order သေးသေးနဲ့ပဲဝင်ဟိုက 0.01 ဆို 0.01 နိုင်တဲ့အမောက်ကိုပေါ့1 lot ဆို1 lot 2 lot ဆို2 lot ဆရာ ကဲဒီနေ့ကတော့ဆဲလဲရတယ်ဘိုင်လဲရတယ်ဗျာမနေ့ကတည်းကကျွန်တော်တို့ဘိုင်ရတယ်မနေ့ညနေကတည်းကဘိုင်တယ်နော်ရရနော် ဟုတ်တယ်ဆရာ ဒီ50ဆိုတာ50မရောက်ဘူးလားရောက်ရနော် ရောက်တယ်ဆရာ အခု15ရောက်မယ်ဆိုတာမရောက်ဘူးလား ရောက်တယ်ဆရာ ဟုတ်တယ်ဆရာ ဆက်တော့ရောက်ပါ ရောက်မယ်လို့ပြောတာမရောက်ဘူးလား ရောက်တယ် ကွက်တိပဲနော်အဲ့လောက်ထိကွက်တိရဘယ်ကိုကြီးကြော်မှမေးစရာမလိုမာကတ်မှာကြာကြာကြီးပင်ယူပါဒီလိုမျိုးပဲကွက်တိတွေဖြစ်လာတယ်ဝယ်ပေးစရာမလိုဘယ်သူမှဒီကကိုအားကိုပြီးတော့ကိုသင်ဖို့ပဲဘယ်သူရဲ့ second group ထဲမှာမဝင်ကြနဲ့ဘယ်သူပြောတဲ့ဟာမှမယုံနဲ့
ကိုယ့်အနေကိုစီမံခက်ခွဲပြီးတော့ဆဲတက်လာပိုင်းတက်လာကြည့်ပြီးတော့ဝင်ဒါမှတကယ်ပြည့်ညတ်တရက်နဲ့ရှုံးတဲ့ဟာတွေတပတ်နဲ့ရှုံးတဲ့ဟာတွေတရက်တည်းနဲ့မလို့ခြင်းနဲ့တက်ပြီဗျာချက်ချင်းပဲစနစ်မှာဘယ်သူတွေပိုင်ရလဲ ရတယ်ဆရာ ကို ဟုတ်တ တိ ယ်ဆရာ တကြောင်ပိုင်းခဲ့ ဒီမှာကြောင်းရတယ် ကိုတိကိုနော်စနစ်မှာရိုးလေးမှတော့မှရပါတယ် တက်ကနဲ့ထိတယ်ဗျတက်ကနဲ့ထိပြီးတော့ပြေးတက်သွားပြန်တော့တစ်ချက်တော့ပြန်တပြူပုံစံလုပ်မယ်ဆိုပြန်လာအောင်ပါဗျ ပြန်လာအောင်မဲ့73လောက် ဟုတ် လိုတော့မ ဒါ နေ လာမှပဲဝင်တော့မယ်ဆရာ ပြန်လာမှဝင်ဖို့လား ဟုတ် ပြန်လာ ပြန် မယ် လာ လို့ ဝင်ပြီးပါပြီ ပြန်လာမယ်လို့ထင်နေတာလားဘာကဲကအထွင်နော်ပြန်လာမယ်နေထားမရှိဘူးအခါတည်းတက်သွားမကြောက်ပြီးတော့သွားမပိုင်တာနော် ဆရာ စောင့်နေ 3140လားဆရာ 30ခေါ်ရဲမှာ ဟုတ်တယ်ဟိုကအရင်ဦးဆုံး3140မြန်မာမြန်အော်ဒါဝင်ရအော်ဒါဝင်ပြီးတာတီဗီတော့တန်းမင်းနေချက်ချင်းတက်ပေးရတော့ 1700မရတာလေဆရာ17ရက်73ရက်ရတာလား ပြန်လာပြီဟိုမှာပြောတယ်မဟုတ်လားကိုစောပြောတယ်ပြန်လာတယ် လာ စဲ ရ ပိ တ တ် ယ် မလားအားတော့ ပိုက်တာပြီ ပြေးပြီးပါပြီဗျာ ဒါလက်တွေ့ပညာတွေပဲနော်ဘာစာအုပ်မှမှန်ပြီးပြင်ပေးနေတာမဟုတ်ဘူးနော်ဒါအားလုံးဒီဖို့ကအဲ့လိုမျိုးစာအုပ်ကြည့်စရာမလိုပဲနဲ့အဲ့လိုမျိုးတိုက်ရိုက်ပြောတဲ့ဟာတွေကဒါအတွေ့အကြုံပဲအတွေ့အကြုံနဲ့လာတယ်လို့သိတာ ဟုတ် အ ကဲ့ တွေ့အကြုံဆိုတဲ့ဟာတွေကျွန်တော်တို့လည်းအခုသင်တန်းသားသင်တန်းသူအားလုံးလည်းအတွေ့အကြုံများများရလာအောင်ချိန်များများပေးပြီးတော့ market မှာများများလေ့ကျင့်လေများများပြီးတော့ကိုယ်မှာအတွေ့အကြုံများများရလိမ့်မယ်အတွေ့အကြုံများများရရင်ကိုယ်မှာအားငယ်စိတ်မရှိတော့ဘူးအားငယ်စိတ်ဆိုတဲ့ဟာစောနာကရှုံသွားတဲ့ဟာမနေ့ကရှုံသွားတဲ့ဟာမနေ့ကရှုံသွားတဲ့အရာကိုကျွန်တော်ပြန်ရနိုင်တယ်ပြန်ယူလို့ရတယ်ဆိုတဲ့ကိုယ့်ယုံကြည်မှုစွမ်းအားတွေရှိသွားတယ်အဲ့လိုမျိုးစိတ်ဓာတ်တွေရှိလာပြီး plan တွေကောင်းနေပြီနော်ဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့ပန်းတိုင်ညီမှန်းချက်အောင်မြင်မှုဆိုတဲ့ဟာတေချာပေါ100%ရောက်မယ်ဆိုတာကိုဝမ်းသာတာကိုသုံးသပ်ထားတဲ့ဈေးကွက်တွေကိုအားငယ်စိတ်သိငယ်စိတ်မရှိတော့ဘူးသောနာကရှုံးတဲ့ဟာငါခဏကြာပြန်ရှာလို့ရတယ်ကွာဆိုပြီးတော့ကိုနှစ်သိအားပေးတဲ့စိတ်တွေစွမ်းအားတွေရှိလာပြီဆိုတော့ရှင်တော့မရှားချုံတော့ကိုစိတ်ပိုင်းဆိုင်ရာကိုလည်းနိုင်လာတယ်ကိုရဲ့လောက်ရည်ကန်ရည်စွမ်းအားစွမ်းရည်တွေလည်းတိုးတက်လာတာဖြစ်တဲ့အတွက်စော့စားသေးမစော့စားသေးဆိုတဲ့ဟာကိုကျွန်တော်ကအဉာဏ်ပညာနဲ့မြင်နိုင်စွမ်းတွေရလာတယ်အတွေးယုံတတ်မဟုတ်ဘူးဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ငွေကြေးလွတ်လပ်မှုဆိုတဲ့ဟာခွင့်လန်းကိုရလာမှာဖြစ်တယ်အမှန်ပိုင်တဲ့ပေါ့နော်ချိန်ရှိတယ်သောနာကသူ H1 ရဲ့ support zone အမှန်ပိုင်တဲ့SL1 နည်းနည်းဆွဲတာ order သေးတဲ့ဒီလောက်မှာ ငါတိသွားမလို့ဆရာ 56ဟုတ်တယ်အဲ့နာရောက်မှပြန်ပြီးတော့ဒီအောက်မှာပါရှိလဲဆိုတော့ကျွန်တော် swing ရှိတယ် H4 ဒီဘက် channel ကနေပြီးတော့ဒီ61%เนาะ61%က5ထိရှိတယ်ဟုတ်တယ်5ထိရှိအဲ့ဒီ5နားကိုရောက်လာမှပြန်ပိုင်เนาะ5နားရောက်လာရင်တစ်ခါဝင်ဟောတာပထမကျွန်တော်ကဒါ7မှာဝင်တယ်50%ပြီးလို့ရှိရင်ဒီဘက် channel မှာ zone ဆိုတော့အဲ့ဒီနေရာမှာဝင်အဲ့ဒီနေရာကိုဖောက်ဆင်းလာလို့ရှိရင်ကျွန်တော်ကဒီကြားမှာထပ်မဝင်နဲ့စောက်61ကိုစောက်61ရောက်မှတစ်ခါပြန်ပြီးတော့ပြန်ပိုင်အဲ့လိုမျိုးအဲ့တော့ဘိုင်တဲ့နေရာမှာကျွန်တော်နည်းနည်းတော့value တော့ကွာအောင်မယ် lot size value အပေါ်ကကျွန်တော်က 0.01 နဲ့ဝင်ရတယ်ဆိုတော့ရှင်အောက်မှာကတော့ 0.3 နဲ့တော့ဝင်ရပြီးလို့ရှိရင် asset ကိုဒီဘက် channel မှာထားအဲ့ဒါကြိုတင်ပြီးတော့မြင်ထားတယ်ပေါ့ market ဘယ်လိုမျိုးကစားအောင်မလဲဆိုတော့ဒါတွေကလည်း gain ပဲငွေကြေးကစားတာ gain ကစားတယ်ပတ်စံရှိတဲ့လူတွေကစားကွက်တွေကျွန်တော်တို့ကစားတဲ့ကွက်ကိုလိုက်ပြီးတော့လိုက်မျောစီးရမယ်သူတို့ဘယ်လိုကစားလဲဆိုတာကိုလိုက်မြင်ဖို့လို့လည်းလိုက်တွေ့ဖို့လို့အဲ့လိုက်မြင်လိုက်တွေ့တဲ့ဟာတွေကလည်းဘယ်လာလဲဆိုတော့အတွေ့အကြုံပါပဲကိုယ့်ရဲ့အတွေ့အကြုံလုပ်ငန်းတွေ့ကြုံအဲ့ဒီလုပ်ငန်းတွေ့ကြုံတွေများလာလေကို့မှာပို့တော့ရည်ကြက်မှုများလာတယ်နော်လုပ်ငန်းတွေ့ကြုံများများရှာအခုတော့မှကိုတင်ခဲ့ကြည့်ပါလားသင်ဘောဆရာကပ္ပန်ဖြစ်နေကပ္ပန်ဟုတ် နော်ကျွန်တော်တို့လောက်ဆိုင်လောက်မတက်ဘူးအဲ့ဒါလည်းသူကလည်းနှစ်ကကြိုးစားလာတဲ့အရေးချင်းတစ်ခုပေါ့နော်သူနေရာမှာတော့သူကဆရာကြီးပေါ့အခု market ထဲရောက်လာတော့ဆရာကြီးမဟုတ်တော့နော် market ထဲတော့ဆရာကြီးပြန်ဖြစ်သွားရောအဲ့ဒါသူ့ရဲ့လုပ်ငန်းတွေးကြုံနေသူ့ကိုဆရာဖြစ်အောင်သင်ပေးတာပဲအဲ့တော့ကြာနေလာရင်များများလေ့ကျင့်ရင်ကိုလည်းဆရာဖြစ်လာမယ်ဆိုတဲ့ဟာကိုယုံကြည်တာနော်အဲ့ဒါလေးပဲအားလေးရှိတယ်ငါ့ကိုရောက်မှပြန်ပိုင်
မနာတမ်းမဝင်နဲ့နော်ကိုကအမြတ်ရထားပြီလို့ရှိရင်ကိုက limit နဲ့ခွဲပြီးတော့ပြန် trade ရတယ်နော်အကုန်လုံးအမြတ်ကိုအားလုံးလိုက်မဝင်နဲ့လိုက်မသုံးနဲ့ရှုံးသွားရင်ကိုမှတပြားမှမကြံတော့ရှေ့ကရှာရတဲ့ပတ်စံတွေအကုန်လုံးပြန်ကုန်သွားလို့ရှိရင်အမှပို့ပြီးတော့အားငယ်တရားဖြစ်တယ်ကိုကရတဲ့ခွင့်ရရထားပြီးပဲဆိုတော့ကိုကပြန်ပြီးတော့ခွဲသုံးရတယ်ကိုမှ100ရလာလို့ရှိရင်အဲ့100လုံးမသုံးနဲ့100လုံးမသုံးနဲ့ကိုက20လောက်ပဲသုံးမယ်ပေါ့အဲ့တော့ site သေးနဲ့လိုက်ဝင်ကြီးနဲ့လိုက်ဝင်လို့မရတော့ဒါကြောင့်ကိုရဲ့မြတ်ပြန်ပြီးတော့ခြံသွားဖို့အတွက်ဒီနေ့စာတော့ကိုမှမြတ်ကြံမှာရဒါမှမနဲ့ဖြန့်တဲ့ဖို့ခွန်အားရရအကောင်လုံးမသုံးနဲ့အဲ့ဒါကိုလုံးသုံးလို့ရှိရင်ကိုကမနာတန် trade တဲ့သူဖြစ်သွားတယ်မနာတန် trade လို့ရှိရင်အမှရှေ့ကရတဲ့အမြတ်ပြန်ပါသွားတယ်ပြန်ကုန်သွားပုတ်ပြီးအောင်လို့ဖြစ်ပုတ်ပြီးအောင်နော်စိတ်ဓာတ်ကြဖို့မလိုဘူးနော်အဓိကရှုံးခဲ့သည်ရှိတော့စိတ်ဓာတ်ကြဖို့မလိုဘူးနော်အမြဲပြောတယ်လောက်ငန်းတစ်ခုကိုကျွန်တော်ကကိုမကျွမ်းကျင်သေးရင်များမလုပ်နဲ့လို့နော်မကျွမ်းကျင်သေးတဲ့ချိန်များမလုပ်နဲ့ဖြည်းဖြည်းချင်းလေ့ကျင့်သွားမကျွမ်းကျင်သေးရင်အန်တရယ်များတယ်ဟုတ်ကဲ့အန်တရယ်များတယ်အဲ့တော့ဖြည်းဖြည်းချင်းလုပ်သွားဖြည်းဖြည်းချင်းလုပ်ရင်နဲ့ကျွမ်းကျင်လာလိမ့်မယ်အဓိကကိုက market ထဲမှာကြာနေဖို့ပဲကြာနေလာရင်ကျွမ်းကျင်မှုကရှိလာမှာပဲကြာနေတဲ့ချက်တွေမှာ order ဝင်ဖို့ကြီးပဲကြာမနေနဲ့ order ကြီးဝင်ပြီးတော့စောက်အရှုံးကြီးနဲ့စောက်နေရတာကြာအဲ့ဒါကြာပြောတာမဟုတ်ဘူးများလေ့ကျင့်ဖို့ market ထဲမှာဘာဖြစ်လို့တက်သွားတာဘာဖြစ်လို့ဆင်းသွားဘာဖြစ်လို့ဒီလောက်ထိရောက်လာနေတာလဲဆိုတာလိုက်ပြီးတော့ချက်လက်တွေလိုက်ရှာဖို့ Fibo နဲ့ရှာမလား Zone နဲ့ရှာမလားဘာနဲ့ရှာမလဲကိုလုံးလိုက်ရှာအဲ့ဒါကိုသိသေးတယ်ပညာတွေပဲ။ဘာကြောင့်လဲကျွန်တော်လွဲချော်ရတဲ့အရာတွေပေါ်မှာပြန်ကြည့်ရတယ်ဘာဖြစ်လို့လဲဆိုတာပေါ့နော်အကြောင်းရင်းရှိတယ်အများကြီးမလွဲတော့မှနည်းနည်းတော့နှိစက်မှုရှိတယ်ပေါ့နော် WTN လောက်တာကြာအဲ့ဒီတရက်ကိုပေါ့ကျွန်တော်တို့မကျွမ်းကျင်သေးတဲ့လူတွေပေါ့နော်အနည်းဆုံး market ကို watch လုပ်တာအခုဆရာပြောလိုမျိုးဘယ်လို live ပြီးတော့ analysis လုပ်တာ live ပြီးလေ့ကျင့်တာအဲ့ zone တွေ key level တွေကြည့်တာအဲ့ဒါကိုတစ်နေ့ကိုများအလုပ်နိုင်တော့ကောင်းတော့ဒါပေမဲ့ဘယ်နှစ်နာရီအနည်းဆုံးလုပ်တဲ့2နာရီလောက်2နာရီ ဟုတ်ဆရာအနည်းဆုံး2နာရီလောက်အခုကျွန်တော်ဝင်လာတာနဲ့ကိုတို့ဆဲခိုင်းတယ်ဘာဖြစ်လို့ဆဲခိုင်းလဲ2နာရီတော့မပြီးဘူးခဏပဲကျွန်တော်လည်း Zoom ဖွင့်မှ order ကို Zoom ဖွင့်မှ market ကိုကြည့်တာ8နာရီဆရာကျတော့ level တစ်ခုကိုကျော်သွားပြီဆိုတော့လေဟုတ်တယ်အဲ့ဒါ level တစ်ခုကျော်သွားပြီဆိုကိုကလေ့ကျင့်ပြီဆိုလို့ရှိရင်ကို့မှာအချိန်သိမရဘူးဆိုလို့ရှိရင်အနည်းဆုံး2နာရီလောက်လေ့ကျင့်အနည်းဆုံးဟုတ်ကဲ့ဟုတ်အများဆုံးကတော့များသွားရင်လည်းမကောင်းများသွားရင်လည်းအုံနောက်ကမလန်းဆန်းတော့အဲ့ဒါကိုကြည့်တော့အဲ့ဆရာပြောလေအတွေ့အကြုံဆိုတဲ့ဟာကအဲ့ခဏတရက်ကို2နာရီတော့အဲ့လိုမျိုးလုပ်တဲ့ဟာမှာအတွေ့အကြုံဖြစ်မှာအဲ့လိုမလုပ်ဘူးဆိုရင်အတွေ့အကြုံမဖြစ်ဘူးအတွေ့အကြုံအနည်းဆုံး2နာရီလောက်လုပ်ဒါမှအတွေ့အကြုံရတယ်ပြီးတော့နေ့တိုင်းလုပ်ရမှာနေ့တိုင်းဆိုတဲ့ဟာမနေ့ပဲဖြစ်နေ့လယ်ပဲညနေပဲဖြစ်အိမ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ market ကနေ့တိုင်းသွားတဲ့ပုံစံတွေကမတူဘူးတရံတဲ့ပြောင်းလဲမှုတွေရှိတယ်လို့ရေးကြီးလို့မအားဆိုလို့ရှိရင်လည်းပေါ့တကယ်လို့ကို့မှာရေးကြီးမရှိဘူးအားနေတယ်ဆိုလို့ရှိရင်တော့အနည်းဆုံးတစ်နေ့ကို2နာရီလောက်ချင်းပေးတော့ဗလိချစ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့လိုလို့ရှိရင်ကို့မှာကိုသက်စောတိတ်နေတာဖြတ်တန်းလာတဲ့market ရဲ့လှုပ်ရှားမှုတွေတွေ့ကြုံတွေကိုကျွန်တော်ကောင်းကောင်းရအောင်ဒီတော့မှအခုနိုင်ငံခြားနဲ့အိမ်ငှားရတော့မှမျက်စိပလဲနဲ့တဲ့ဆရာဒီနေ့ကဆရာဝင်လိုက်တိုင်းကွက်တီတွေဖြစ်ဝင်လိုက်တိုင်းမှာကွက်တီတွေလားကွက်တီဟုတ်လား SL တွေလားကွက်တီကဆရာဒီနေ့300ရပါအိုးလိုက်ပါရှင်းဖြစ်သွား300ရပါတရားလှူလိုက်ပြီဆရာမနေ့ကprofit ရတယ်ကောင်းတယ်ဗျာနော်သာဓုပါဗျာဟိုမှာအပန်ကြတော့တယောက်ပြန်ဝင်လာတယ်40ပြန်ဖြစ်ပါတယ်အများကြီးဝင်လာဦးဆရာတကြောင်ပဲတော်ပြီမကြီးကတော်လိုက်တာနော်ဒီနေ့300လာဗျာကျွန်တော်တို့လည်းပူအေးပြတ်ပါတပတ်မှာမိုးတောင်တင်းတော့ဟုတ်တယ်ကောတနားခွဲနေဟုတ်မနေ့က7နာရီခွဲနားရအောင်7ခွဲပြီ plan ပဲဟိုမှာဟုတ်ကဲ့ဆရာကိုနိုင်ပါဆရာကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ခင်ဗျမနေ့ပြန်ဆုံကြမယ်မနေ့ပြန်တဲ့9နိုင်ခွဲရှိတယ်9နိုင်ခွဲဒီတစ်ပတ်တော့ကြာနန်ဖန်ရှိရနော်နန်ဖန်ကျမ်းမယ်ကိုနိုင်ပါဆရာနောက်တစ်ခေါက်ပြန်လာရင်ဒီမှာနော် second ပေးလိုက်မယ်နောက်တစ်ခေါက်ပြန်လာအောင်မယ်နော်ဒီနေရာပြန်လာလို့ရှိရင်ထပ်ပိုင်လို့ရရနော်ဟုတ်ကဲ့ဒီကောင်းပြီခင်ဗျမင်္ဂလာညချမ်းကိုနိုင်အားလုံးဘိုင်ဘိုင်ဟယ်လိုကိုနိုင်ပါကိုနိုင်ပါဆရာဟုတ်ကဲ့ပါနိုင်ပါဆရာနိုင်ပါဆရာကိုနိုင်ပါဆရာနိုင်ပါခင်ဗျာပါဆရာကိုနိုင်ဆရာနိုင်ပါဆရာနိုင်ပါခင်ဗျာ